မြန်မာနိုင်ငံတဝန်းစစ်ရေးအရအရေးနှိမ့်နေတဲ့စစ်ကောင်စီဟာအာရခတပ်တော် AA ကထိန်းချုပ်ထားတဲ့မြို့နယ်တွေအပါအဝင်နိုင်ငံတဝန်းကမြို့နယ်ပေါင်း60ကိုအရေးပေါ်အခြေအနေအဖြစ်ယမနေ့ကတရဝင်းထုတ်ပြန်လိုက်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်412ကကိုအသုံးပြုပြီးအမိန့်အမှတ် 1/2026 ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။ဒီထုတ်ပြန်ချက်အရအာရခပြည်နယ်အတွင်းကမြို့နယ်14ခုအပါအဝင်တနိုင်ငံလုံးမှာရှိတဲ့မြို့နယ်ပေါင်း60ခန်းဟာရပ်ပေါင်း90ကြာအရေးပေါ်အခြေအနေသတ်မှတ်ခံလိုက်ရပါတယ်။အရေးပေါ်အခြေအနေသတ်မှတ်ခံရတဲ့ဒေသတွေထဲမှာအာရခတပ်တော် AA ကအလုံးစုံနှိပါထိန်းချုပ်ထားတဲ့ကြောက်တော်မြောက်ဦးမင်းပြားမြေပုံပုံနာကျွန်းရတိတောင်ဘူးတီတောင်မောင်တော်ပေါက်တော်ရံပြေအန်တောင်ကုတ်တန်တွဲနဲ့ခွမြို့နယ်တွေပါဝင်နေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်က15မြို့နယ်စကိုင်းတိုင်းက10မြို့နယ်နဲ့ချင်းပြည်နယ်က9မြို့နယ်တို့လည်းပါဝင်နေတာ